ကျွန်တော်တို့ရွာပလင်းများကြီးလို့ခေါ်ပါတယ်ဗျာမြတ်တင်တွေကပလင်းများရွာလေးပါတောင်းတန်းစိမ့်စီများနဲ့ပလင်းချောင်းဆယ်ကြီးရှိပါတယ်ဗျာရှုမျောလို့မဆုံးတာတစ်ခေါက်တစ်ခါလောက်တော့ဗျာတစ်ခေါက်တစ်ခါလောက်တော့ဗျာရှုမျောလို့မဆုံးတာအပြေးရဲ့ပြေးစရာပလင်းရွာကိုလာခဲ့စေခြင်းသာကျွန်တော်တို့ရွာပလင်းများကြီးလို့ခေါ်ပါတယ်ဗျာမြတ်တင်တွေကပလင်းများရွာလေးပါတောင်းတန်းစိမ့်စီများနဲ့ပလင်းချောင်းဆယ်ကြီးရှိပါတယ်ဗျာရှုမျောမဆုံးလို့သာတစ်ခေါက်တစ်ခါလောက်တော့ဗျာတစ်ခေါက်တစ်ခါလောက်တော့ဗျာရှုမျောလို့မဆုံးတာအပြေးရဲ့ပြေးစရာပလင်းရွာကိုလာခဲ့စေခြင်းသာတာယာဝဲရှုခင်းများနဲ့နှစ်ဆန်းတရက်နေ့မိုးကောင်းစေဒီရောကိုစွမ်းကရန်အတွက်အုတ်ရှိကုန်းနဲ့ရွာတာယာပိတ်ချင်းစံရဲ့ပလင်းလူပလင်းသားများနဲ့ဒူညီစွာစွမ်းကလို့သာရွာရဲ့အနောက်ဖက်မှာမိုးကောင်းစေဒီတော်နဲ့ပလင်းချောင်းစေရဲ့တူရှင်သွဲလို့သာဖူးမြော်ရင်နေတာအပြင်းရဲ့ပြေးစရာပလင်းရွာကိုလာခဲ့စေခြင်းသာမကွေးတိုင်းဒေသကြီးမြို့တင်မြို့နယ်ပလင်းများကြီးကျေးရွာလေးမှာဆိုရင်ဖြင့်အလူမင်္ဂလာပွဲဖျားဝဲတရားပွဲတွေများမှာတရားလုံးညီညွတ်စွာဝိုင်းဝန်းဆောင်ရွက်ကြရာတကူကြီးတဲ့မိုးကောင်းစီတော်မြတ်ကြီးအားစွမ်းတော်များကပ်လူရာတွင်စီကားတိုက်မြိုက်စွာကျင်းပလျက်တာယာတဲ့ကျွန်တော်တို့ရွာလေးသူအလဲလာဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ရွာပလင်းများကြီးလို့ခေါ်ပါတယ်ဗျာမြတ်တင်တွေကပလင်းများရွာလေးပါတောင်းတန်းစိမ့်စီများနဲ့ပလင်းချောင်းဆယ်ကြီးရှိပါတယ်ဗျာရှုမျောမဆုံးလို့တာတစ်ခေါက်တစ်ခါလောက်တော့ဗျာတစ်ခေါက်တစ်ခါလောက်တော့ဗျာရှုမျောမဆုံးလို့တာအပြေးရဲ့ပြေးစရာပလင်းရွာကိုလာခဲ့စေခြင်းသာတာယာဝဲရှုခင်းများနဲ့နှစ်ဆန်းတရက်နေ့မိုးကောင်းစေဒီတော်ကိုစွမ်းကရန်အတွက်အုတ်ရှိကုန်းနဲ့ရွာတာယာပိတ်ချင်းစံရဲ့ပလင်းလူပလင်းသားများနဲ့ဒူညီစွာစွမ်းကလို့သာရွာရဲ့အနောက်ဖက်မှာမိုးကောင်းစီဒီတော်နဲ့ပလင်းချောင်းဆယ်ရဲ့တူရှင်သွဲလို့သာဖူးမြော်ရင်နေတာအပြင်းရဲ့ပြေးစရာပလင်းရွာကိုလာခဲ့စေခြင်းသာ